နက်စောစောတကြောင်နဲ့သာရွတ်ဆိုရပြီးငွေတလဟောင်းဝင်စီတဲ့လက်နိုးကာတာတော်ကြီးပရိသတ်ကြီးတို့အတွက်ကောင်းတဲ့လေးတစ်ခုပြောပြပေးစမ်းပါရယ်မိမရှိနေတဲ့လက်တွေမနှိုးပဲမပွေမင်းရှိနေရင်လက်နိုးကာတာတော်ကြီးကိုရွတ်ဖတ်ပူဇော်ပေးတာနဲ့လက်နိုးလက်ပွေပြီးငွေဒီတလဟောဝင်ရောက်စီမှာဖြစ်ပါရယ်လက်နိုးကာတာတော်ကြီးကိုအောက်မှာဖော်ပြပေးလိုက်ပါရရှင်လူတိုင်းနေပါလက်ပွေလက်ရှင်ကာတာတွေငွေဝင်ကာတာတွေကိုပဲရွတ်ဆိုနေကြပြီးတော့လက်ကိုနှုတ်ပေးဖို့အတွက်မိနေတကြပါရယ်အဲ့တော့လက်လာမငွေကြီးတွေကဝင်တဲ့တလောက်မဝင်တော့ဘူးပေါ့အဲ့ဒါကြောင့်ဒီလက်နိုးကာတာလေးကိုတင်ပြပေးလိုက်ပါရယ်ရွတ်ဆိုပုံကတော့မနက်အရာထမျက်နှာတစ်ပြီးတာနဲ့ပစံအိတ်ကိုကိုင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအာယုံပြုပြီးနံပါတ်1နမောတတဘဂဝါတော်အရဟတော်တမ္မာတမ္မုဒ္ဒတကို3ခေါက်ရွတ်ဆိုပါနံပါတ်2တရဏဂုံ3ပါးကို1ခေါက်ရွတ်ဆိုပါနံပါတ်3ပြီးရင်တော့အခုပြောတဲ့လက်နိုးကာတာကို28ခေါက်ရွတ်ဆိုရပါမယ်လက်နိုးကာတာတော့တိဋ္ဌိတေဇောတိဋ္ဌိဝါဒတိဋ္ဌိစီယတိဋ္ဌိကမ္မတတ္ထုပူဇာလာဘဝယာတပိပိယဘဝတုမိဒါဆိုကို့အတွက်ကိုပိုင်ဆိုင်ရမယ့်ကိုပိုင်ဆိုင်ခွင့်ရှိတဲ့လက်ကိုနှုတ်ပြီးပါပြီလက်ပွင့်ကာတာတို့လက်ခေါ်ကာတာတို့ငွေရကာတာတို့နှစ်သက်ရာထပ်ပြီးရွတ်တော့ပေါ်နေ့စဉ်မပြတ်မကွက်ဆောင်ရွက်ပါ9ရက်အတွင်းထူးခြားသိတာလာပါလိမ့်မယ်တတိပြုရမှာကလက်နှုတ်ပြီးမှလက်ခေါ်ပါဒါကြောင့်ပရိသတ်ကြီးတို့လည်းလက်တွေနိုးလာအောင်လက်နိုးကာတာတော်ကြီးကိုမျှဝေပေးလိုက်ပါရယ်လက်နိုးကာတာတော်ကြီးရွတ်ပြီးရင်လက်ခေါ်လက်ပွင့်လက်ရွှင်ကာတာတစ်ခုခုရွတ်ဖို့အတွက်မမေ့ပါနဲ့ရှင်